Isaiah 40:28. The book of Isaiah 40:28. The Lord everlasting, God the creator of the end of the earth. He will not grow tired or worry. His understanding no one can fathom. No one can fathom. Fathom is me. ဖះကအကလုံးဖန်ဆင်းတဲ့ဖះဖြစ်တယ်နော်ဒီအင်ဇာယာစ်မှာဆိုရင်ဖော်ပြထားတာဖြစ်တယ် and ပြီးတော့အင်ဇာယာထဲမှာပဲthe old gone the new he heal ရအောင်လို့ဘယ်လောက်ပဲခဲနော်တကယ်တော့ဖះကိုတီးပြီးတဲ့အချိန်ယုံကြည်ပြီးတော့လေဖះနဲ့တွားလာပြီးဆိုရင်အခက်ခဲအမြင်နဲ့တွေ့တယ်အဲ့ဒါလေဒါပေမဲ့ကိုယ့်ရဲ့ယုံကြည်မှုပဲပြတ်ဖို့အရေးကြီးတယ်โอเคကိုယ့်ရဲ့ယုံကြည်မှုပြတ်ဖို့အရေးကြီးတယ်ဒါကျမကိုယ်နဲ့တခါလေးခံစားရတယ်ဖះငါ့ကိုဘာဖြစ်လို့အဲ့တော့ထိစုံစမ်းခြင်းနဲ့စမ်းသပ်ခြင်းနဲ့လုပ်ရလဲဆိုတာတွေးမိတယ်ဗောနော်ဒါပေမဲ့ကျမကဖះကိုယုံကြည်ပါတယ်ဖះကိုပြောယုံကြည်တယ်သူအချိန်နဲ့သူအလုပ်လုပ်တယ်ကျမခက်ခဲတဲ့ကြာကောင်းကြီးတွေအများကြီးခံစားရတယ်ဟုတ်လားဆိုတော့ကျမမှာခက်ခဲအများကြီးတလားကလေဒါပေမဲ့ဖះပြတဲ့ခွာနဲ့ကျမဖြတ်ကျော်နိုင်ခဲ့တယ်ဒါလည်းဖះကြည့်ဆိုတော့မယ်နော်ဖះကျမခွန်အားပေးလို့လေသူသားသမီးတယောက်သူဘယ်လောက်ပဲစမ်းတက်နော်ဘယ်တော့မှသူမပြစ်ထားဘူးဒါကျမကိုယ်နဲ့လက်ခံလာရတယ်နော်ကျမအချက်တဝဲအကျိုးနဲ့ဖြစ်နေတယ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ကျမရဲ့နေ့ချင်းကြီးရက်တည်နိုင်အဲ့ဒါဖះကြောက်ပါပဲဖះကြည့်လို့ကြောက်ကျမခွန်အားပေးတယ်ဖះသခင်ကြည့်လို့ကြောက်မှကျမဒီညမှာရက်တည်နိုင်နေတယ်ဗောဒါမဲ့အခုချင်းဒီတော့စုံစမ်းနောက်ဆက်ချင်းနေရတော့အမြဲတမ်းရှိတယ်ဒါပေမဲ့ကျမမကြောက်ပါဘူးဖះပေးတဲ့ခွန်အားနဲ့ကိုကျမကြော်ဖက်အောင်ကြိုးစားတော့မှာပါဒါကြောင့်ကျမပြောမယ်နော်အားလုံးကနော်စိတ်တမကြပါနဲ့ကိုယုံကြည်ရကိုဝယ်ရဘာသာတိုင်းမှာတရားလမ်းနေပါနော်တရားသဘောဆုပ်ကိုင်ပြီးတော့ရှင်တန်ရည်တည်သွားပါလို့ကျမ sharing လုပ်ပေးချင်ပါတယ်ကျမယုံကြည်သူခရစ်ယာန်ဖြစ်တဲ့ကြောင့်မလို့ကျမယုံကြည်တဲ့ဖခင်နဲ့ပဲကျမတက်တော်ကိုစက္ကအနံပြီးတော့ဖြတ်တန်းနေပါတယ်ဘယ်လဲဆိုကျမကျမ်းစာမှာလည်းဖော်ပြထားတယ်လူဆိုတာတဲ့ကိုယ့်ရဲ့နှုတ်ကကိုပြောတဲ့စကားကလေသူတစ်ပါးကိုအကျိုးပြုရတဲ့စကားပဲဖြစ်ရမယ်တမန်ကျမ်းစာတွေမှာပါတယ်နော်ကျမတမန်ကျမ်းစာလေ့လာရင်းနဲ့မှကျမအများကြီးသိလာခဲ့တယ်
လောကကြီးကနေနိုင်ရှင်ကြည့်လာတဲ့အခါမှာဘုရားဘာသာတည်သူမှလည်းပြောတယ်နော်ကိုကောင်းနိုင်ကြီးပဲပြောရမယ်ကောင်းနိုင်ကြီးပဲလုပ်ရမယ်ကုသိုလ်များများလုပ်ရမယ်ဒါစက်မှလည်းကိုထွက်တဲ့စကားကောင်းနိုင်ပဲထွက်ရမယ်ဆိုတော့စကားဘုရားဘာသာစစ်စစ်တွေတော်များဒီလိုတွေပြောကြတယ်နော်နောက်ကျမလည်းကျမ company လုပ်တဲ့ချိန်မှာဘုရားဘာသာနဲ့ခရိယန်ဆိုတာကလေတရားသဘောနဲ့ကြည်တိတ်မကွာဘူးနော်တိတ်မကွာဘူးဟိုတရားလက်နဲ့ကြည့်ရင်တမကျမ်းစာနဲ့ဒီဗုဒ္ဓဘာသာရဲ့အဆုံးအမတွေကနေတော်လေးနီးစပ်တာကိုတွေ့ရတယ်ကွာအဲ့တော့ကျမတို့ခရစ်ယုံကြည်သူတွေဒီခရစ်ကျမ်းစာမှာဆိုရင်လည်းယုံကြည်သူတွေအတွက်ပေါ့နော်ခရစ်ကျမ်းစာမှာဆိုလည်းအဲ့လိုပဲပြောထားတယ်နော်ကိုယ့်ရဲ့နှုတ်ကသူများကအကျိုးပြုတဲ့စကားပြောရမယ်နံပါတ်1ချက်နောက်ပြီးမငြီးရဘူးလို့ကျမ်းစာထဲမှာပြောထားတယ်လူဆိုတာလေမငြီးရဘူးပေါ့နော်မငြီးတွားရဘူးမငြီးညူရဘူးသူကျမ်းစာထဲမှာပါတယ်နောက်တစ်ခုမတရားတဲ့မိထုံမမီဝဲရဘူးအဲ့ဒါဘာလဲဆိုတော့လိန်နဲ့ဒါကတော့မတရားတဲ့မိထုံဆိုတာကွာမကောင်းတာကိုလှုပ်ရှားတော့ပြောတာနော်လေနဲ့မြားကအထူးနေတာအဲ့ဒါတရဝင်ဒါပေမဲ့မတရားသောမိထုံဆိုတာမကောင်းတဲ့ဟာတွေလုပ်နေတာဘူးအဲ့ဒါမကောင်းသောမိထုံပြောတာဖြစ်တယ်အဲ့တော့ကျမဒါလေးကို sharing လုပ်ပြတာဖြစ်ပါတယ်ကျမကိုယ်နဲ့ကလည်းစိတ်သက်တည်းအမြဲတမ်းပြူလဲတဲ့ခါတလေတိုင်းလူကမနဲ့မိုးလင်းမထချင်တဲ့အတိုင်းတည်းအများကြီးတို့ပေမဲ့ကျမခရီးရယုံကြည်သူတယောက်အနေနဲ့တော့ကျမဖះကိုယုံကြည်တယ်ကျမယေရှုအပြည့်အဝယုံကြည်တယ်ဒါပေမဲ့ကျမစိန်ခေါ်တယ်ငါ့ကိုစမ်းတာဘယ်လောက်ထိစမ်းတတ်နိုင်မလဲပေါ့နော်ငါလည်းသူ့ပေါ်မယုံကြည်ဘူးမပြတ်ဘူးလေအဲ့ဒါဘယ်လိုပဲလာပေါ့ငါမကြောက်ဘူးငါသူရှိတယ်စိတ်နဲ့ဒါတွေလူတွေမအကူချင်တော့ကွာလူတွေအကူလို့မရဘူးကိုကိုနဲ့လူတွေကကိုကူညီပေမဲ့ကိုနောက်ကွယ်မှာအတင်းပြောတယ်အပုတ်ချတယ်အမျိုးဝေဖန်တယ်ပါဖះကလည်းတင့်ကိုအမြဲတမ်းကူညီမဆတယ်ဖះကအတင်းမပြောဘူးမဝေဖန်ဘူးဖះကကိုကောင်းတာပဲပေးတယ်ဆိုကျမတိလာတယ်အဲ့အတွက်ဖះကိုကျမအကူတက်လာတယ်တော်ရကျမအပူတွေအရင်မြတ်တော့ကျမဘာနမတွေကျမတန်ရင်မပြောလို့ဘာလဲသူတို့မှလည်းအပူရှိတဲ့အတွက်ကြောင့်ဖြစ်နိုင်တော့ကျမဘာနမတွေတော့ကျမအပူမပေးချင်ဘူးဒါပေမဲ့တစ်ခါတည်းပြန်ပေးမိတယ်ပေါ့နော်လုံးဝလက်ဘလန်းမမိတဲ့အတိုက်တာမှာကျတော့ကိုယ်ဘာနမတွေပဲရှိတယ်နော်ဘေးဒစိမ့်ဆိုတော့ကလည်းယူတက်လို့ရတယ်နော်ဒါပေမဲ့သူများကလည်းသူများအတိုင်းတာနဲ့ပဲလေနော်တို့ပေမဲ့လူမောင်နှမကြီးကမှကိုယ်ကူညီတော့ကိုနောက်ကွယ်မှာကိုတင်းပြောလို့ပြောနိုင်တာပဲဘယ်သူမှမသိနိုင်ဒါကြောင့်ဖះကိုအကူပါကျမပြောတာကျမပြောချင်တယ်ကျမဘဝနဲ့ရှိရလို့ရှိရင်လည်းကျမတင်ငင်းသားတွေအများကြီးရတယ်ပြီးတော့နံပါတ်1ပထမဆုံးအချက်အနေနဲ့ပြောမယ်ဆိုဖះကိုအကူတက်လာတယ်မနော်ဒါကြောင့်ယနေ့ချိန်အထိကျမရက်တည်နိုင်တာမဟုတ်ကျမလူရှိမထွက်ရဘူးလူရှိထွက်ရမှာမဟုတ်တဲ့သက်လုံးအခန်းကြီးနဲ့ပိုင်းနေရမယ်ဘဝမျိုးကျမရေးဆိုင်နေရတဲ့အတိုင်းတာအော်ဖះကအမြဲတမ်းမစားတဲ့ဖះဖြစ်တယ်ဆိုတာကျမတူပူပြယုံကြည်လာတယ်ခံစားမိလာတယ်တရားညီကိုမနမကြီးလည်းကျမပြောချင်တယ်ကိုဘယ်တော့ပဲစိတ်လိုက်ကြဘယ်တော့ပဲရှက်ကွဲခင်ရဘယ်တော့ရှိပြီးဖះနဲ့ကိုယ့်ရဲ့အသက်တာကိုယုံကြည်ခြင်းနဲ့အနံပြီးတော့ရှောင်းလန်းပါလို့နော်ကျမဘဝနဲ့ရင်းပြီးတော့ရှင်းလေးလုပ်ပြတာဖြစ်ပါတယ်